အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော် fan တွေအရန်ကြည့်နေတယ်ဆိုပြီးကျွန်တော်တောင်းဆိုထားကြတယ်ကိုပဒန်းနဲ့ကျွန်တော်နဲ့ဘိုင်ဝမ်ကျွေးတဲ့ပွဲလေးကိုဒီဗီဒီယိုမှာတက်ဆက်ပေးမှာဖြစ်ပါတယ်ကိုပဒန်းကဘယ်လောက်ထိသူ့ကိုယ်သူ confidence level so high တလဲဆိုရင်ပဒန်းဘက်ဆက် all fighter ဆိုပြီးတော့စိန်ခေါ်တာအဲ့တော့ item တွေလည်း free ထည့်လို့ရမယ်ကျွန်တော် spare လည်းကိုကြိုက်တဲ့ spare ကိုယူပြီးဆော့လို့ရမယ်ဆိုပြီးတော့ကျွန်တော်ဆော့ကြတာပေါ့ကဲကျွန်တော်ကတော့အရင်ဗီဒီယိုမှာပြောထားတဲ့အတိုင်း Thermos ကိုကျွန်တော် fighter ambulance တဲလဲအပြည့်နဲ့ဝင်လုံးပြီးတော့ပဒန်းကိုကျုံးမယ်ဆိုပြီးတော့ကျွန်တော်ဆော့တာဖြစ်ပါတယ်အဲ့တော့ abandon တွေယူတယ်ကျွန်တော်အမာဆော့ပြီးတော့ကျွန်တော် fighter ambulance နဲ့လုံးဝအမာပဒန်းဝင်လုံးပြီဆိုရင်သူ့လုံးကိုယ်လုံးလုံးတဲ့အခါအရန်ဆော့လို့ကောင်းတယ် Thermos လို hero မျိုးနဲ့ကျွန်တော်ပြန်ပြီးဖြည့်ရှင်းမယ်ဆိုပြီးတော့တီးမှာပါသို့ပေမဲ့မှန်းချက်နဲ့နှမ်းတွက်ကတော့ကျွန်တော်တော်တော်လေးကိုမကိုက်တဲ့ပွဲဖြစ်သွားပါတယ်ဘာလို့ဆိုတော့ပဒန်းကယူလာတဲ့ talent support ambulance ကိုမှကျွန်တော် mobility item နှလုံးနဲ့တွေးလိုက်ရလို့ပါအဲ့တော့ကျွန်တော်ကောင်ကြီးကဝင်သားလုံးရင်လုံးရမယ်သူ့ mobility ဘိုင်းရရှင်ကျွန်တော်လိုက်လို့မမိပါဘူးတာမန် brand player တွေဆိုရင်ကျွန်တော် Thermos နဲ့ဆိုရင်ကျွန်တော် easy လေးဆော့လို့ရတယ်ဆိုမဲ့ကို brand ကစာတက်ချက်ဘရိုကြီးအကက်ကိုမခံတာ तू က spare သုံးမယ်ပြီးလို့ရှိရင် तू ဘာသူပြန်ပတ်သွားမယ်အကွက်မျိုးတွေနဲ့ဆော့တာဖြစ်တဲ့အတွက်ကျွန်တော်မှသူ့ကိုကတ်ဖို့တော်တော်လေးကိုကြိုးစားယူနေရတယ်ဗျ spare သုံးမိရင်ဆရာကြီးကပြန်ပတ်သွားတဲ့အချိန်ကျွန်တော်မှစက်တက်ငန့်ငန့်ကြံငန့် AD လည်းမသုံးအောင် Avenger လည်းမသုံးအောင်ကတ်လည်းမကတ်အောင်ဆရာကြီးက तू လှုပ်ချင်တာလှုပ်ပြီးသွားလို့ရှိရင်လှုပ်ချင်တာလှုပ်ထားပြီးအလှဆုံးပြုံးနေတတ်သူဆိုတော့အကွက်မျိုးတွေနဲ့ပြန်ပတ်သွားတာဘရိုကြီးကျွန်တော်မှပြန်မချပဲနဲ့ तू လှုပ်သမျှကြီးခံနေရတဲ့အကွက်ကြီးပါကို brand တယောက်က scale 2နဲ့ဝင်လာလိုက် AD ထိုးသွားလိုက်ပြီးလို့ရှိရင် तू base ထဲမှာမတက်ပြန်ရက်နေတဲ့အချိန်မှာကျွန်တော်ကသူ့ဘလို့မှလိုက်ချလို့မရဘူးကျွန်တော်မှ AD တွေရော Avenger တွေရောရှိသေးတယ် तू က तू လှုပ်ချင်တာလှုပ်သွားပြီးကျွန်တော်အမှတိုင်နေကနေပြုံးကြီးနဲ့မိန်ကြည့်နေတာဘာမှလုပ်မရတဲ့ဘဝပါဗျာအဲ့လိုနဲ့လုံနေလိုက်တာဆိုကျွန်တော်ပွဲချိန်ကတော်တော်လေးကိုကြာသွားတယ်ပြင်ကျွန်တော်အနေနဲ့လုံးပြီးတော့တနာဘတ် effect ကိုစုမယ်ဆိုပြီးတော့တနာဘတ်ကြီး first item သွားတာဗဒန်းအောင်ကတ်လို့မရတော့ကျွန်တော်တနာဘတ် stack ကဘယ်လောက်တောင်ဆိုးသွားလဲဆိုမိနစ်20လောက်ထိတောင်မှကျွန်တော်မှ30လောက်ပဲရှိတယ်စိတ်တွေလည်းတော်တော်ပိန်ပါတယ်လို့ဗဒန်းကလှုပ်ချင်တာလှုပ်တာရအောင်ရေးစပယ်အကုန်ဝင်ကျွေးပြီးတာနဲ့ဘေးကျဲပြန်ဝင်မတ်တက်ရက်နေတာမင်းလှုပ်လိုက်တာဆိုအဲ့လိုမျိုးနဲ့ပွဲတာပြီးကန်နေကြည့်ပြတာအဲ့ပုံစံကွက်တွေပဲချိုးတာနော်တေချာတွေးကြည့်ရင်တော်တော်လေးကိုစာတက်တာလို့ပဲကျွန်တော်ကတော့ပြောချင်တယ်ဘာလို့ဆိုတော့သူသိရဗျာဝင်လုံးမြင့်ချရင်မနိုင်ဘူးပြီးတော့တနာဘတ် strat တွေကျွန်တော်ကိုပေးရရင်သူ့အတွက်ပိုပြီးခက်ခဲသွားမယ်ဆိုတော့သူသိရတဲ့အတွက်သူ spare သုံးမယ်သုံးပြီးလို့သူဟွာဖြစ်ပြီးရတယ်သူတန်းပတ်မယ်သူပုံစံအဲ့လိုဆော့တာဖြစ်တဲ့အတွက်တော်တော်လေးကိုတော့ထားကြတယ်နော် bro အဲ့ဒါလက်ခံရနိုင်မယ်ဗဒန်းဆော့တာတော်တော်လေးကိုအထားကြတဲ့ player တွေမှာပါတယ်ဗျအဲ့တော့ तू မလာရင်ကိုလိုက်ချမယ်ဆိုပြီးတော့ तू မကာလိန်ကိုရှင်းနေတဲ့လိန်ကိုသွားပြီးတော့ပါကျွန်တော်သူ့ကိုလိုက်ပြီးမေးတာနော် bro ဒါမဲ့လည်းမရဘူး bro mobility ဘန်းကကွာတော့ light လုပ်လို့မရဘူးဖြစ်နေတာ Thermos က early game လိန်ပိုင်းမှာအတာရထားတာရယ်ပြီးတော့အပေါ်လိန်မှာခုနတစ်ချိန်ကအတာရထားရကြောင်းဗဒန်းကိုမြင်လာထက်တီးမယ်ဆိုပြီးထက်ဝင်သွားတာဒီတစ်ခါတော့ဗဒန်းကစာပြန်တင်မေးသွားပါတယ်ညီလေးတစ်ခါပဲရမယ်နှစ်ခါမရဘူးဆိုဝေါခံပြီးတီးပေးလိုက်တာတားမူကြီးရှော့ရောThermos အနေနဲ့တစ်ခါတေဘူးပြင်မှုနားလဲဆိုတဲ့စကားပုံတိုင်းဗဒန်းကိုလိုက်မချတော့ဘဲနဲ့ဗဒန်းလိုက်ချတာကိုပဲစောင့်တဲ့အချိန်မှာကိုဗဒန်းက scale 2နဲ့ပြေးဝင်လာတဲ့အချိန်လွဲသွားတဲ့အတွက်ကြောင့်ပြီးတော့လဲဝေါခံပြီးထိုးတဲ့အချိန်မှာကျွန်တော်ပပနဲ့ရှောင်ပေးနေတဲ့အတွက်ကြောင့်သူ့အနေနဲ့ဒီတစ်ချိန်မှာတော့ပြန်ရှော့သွားခဲ့တယ်ပေါ့ကျွန်တော်အနေနဲ့တာဝါမချိုးဘဲနဲ့နှစ်ယောက်လုံးစော့ကြတာမျိုးဖြစ်တဲ့အတွက်တာဝါမချိုးတဲ့တော့ညာသူ့ရဲ့အပေါ်လိန် creeway ကစီးနေတဲ့အတွက် creeway နဲ့သူ့ရဲ့ base ကကျိုးသွားတဲ့အတွက်ဒီဘက်မှာ1-1နဲ့ပြီးဆုံးသွားခဲ့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ခင်ဗျ